မလေးရှားမှာအလုပ်လုပ်နေတဲ့သူတိုင်းရှိထားတဲ့ဘဏ်ကတ်လေးတစ်ခုအထောက်အထားတစ်ခုရှိုံနဲ့လုပ်လို့ရတဲ့ဘဏ်ကတ်လေးလည်းဖြစ်ပြီးအဲ့ဒီဘဏ်ကတ်လေးရဆိုရင်မြန်မာနိုင်ငံကဘဏ်တွေနဲ့ KBZ ဘိတ်ကိုလည်းတိုက်ရိုက်ငွေလွှဲလို့ရပါသေးတယ်ဟုတ်ပါတယ်အဲ့ဒီဘဏ်ကတ်ကလေးကတော့ Merchant Trade ဘဏ်ကတ်ကလေးပဲဖြစ်ပါတယ် Merchant Trade ဘဏ်ကတ်လေးရဆိုရင်မလေးရှားရဲ့ဘဏ်တွေကိုငွေသွင်းငွေထုတ်လို့ရတဲ့အပြင်မြန်မာနိုင်ငံကိုလည်းတိုက်ရိုက်ငွေလွှဲလို့ရပါသေးတယ် Oh my god wow ဒီဗီဒီယိုလေးထဲမှာတော့ Merchant Trade ဘဏ်ကတ်ကိုဘယ်လိုလုပ်ရမလဲပြီးတော့ Merchant Trade ဘဏ်ကတ်ထဲကိုပတ်စံဘယ်လိုထည့်ရမလဲဆိုတာရေမြန်မာနိုင်ငံကိုပတ်စံဘယ်လိုလွှဲရမလဲဆိုတာအစဆုံးပြောပြပေးမှာမို့ဗီဒီယိုလေးကိုပြီးတဲ့ထိကြည့်ပေးခဲ့ကြပါဦးနော်Merchant Trade ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အရင်ဆုံး Google Map ကနေ Merchant Trade လို့ရိုက်ရှာပြီး Merchant Trade ရုံးကိုအရင်သွားရပါမယ် Merchant Trade ရုံးကိုရောက်ပြီဆိုရင်ကို့မှာပါတဲ့ passport တော်၎င်းအထောက်အထားတစ်ခုခုတော်၎င်းပေးပြီးတော့ Merchant Trade ကတ်ကလေးလုပ်ချင်လို့ပါဆိုပြီးပြောလိုက်ရင်ရပါပြီစကားလည်းအများကြီးတက်စရာမလိုပါဘူးထမင်းသားကြီးတော့လို့ပြောတတ်ရင်အဆင်ပြေပါတယ်ဖုန်းနံပါတ်မေးရင်ဖုန်းနံပါတ်လေးရေးပေးပြီးအမေနာမည်မေးတဲ့အခါကျရင်လည်းအမေနာမည်လေးရေးပေးလိုက်အောင်ပါပဲMerchant Trade ကအတွက်ကုတ်နံပါတ်6လုံးထည့်ခိုင်းတဲ့အခါကိုမှတ်မိတဲ့ကုတ်နံပါတ်6လုံးကိုထည့်လိုက်ရင်ရပါပြီပြီးတော့ဖုန်းထဲက Merchant Trade software အတွက် password ထည့်ခိုင်းတဲ့အခါမှာကိုမှတ်မိတဲ့အင်္ဂလိပ်စလုံးရဲ့ကိုမှတ်မိတဲ့ကဏ္ဍလေးတွေထည့်လိုက်ရင်အဆင်ပြေပါပြီ Merchant Trade ကလည်းရသွားပြီ Merchant Trade ကထဲကိုပတ်စံဘယ်လိုထည့်ရမလဲဆိုရင် Merchant Trade ရုံးမှာပတ်စံကိုတိုက်ရိုက်သွားထည့်လို့ရတယ်လို့ online ဘဏ်တွေကလည်းထည့်လို့ရပါတယ်ပြီးတော့မေဘဏ်နဲ့ CIMB ဘဏ်ရဲ့ ATM စက်တွေကလည်းပတ်စံကိုထည့်လို့ရပါတယ်Merchant Trade ရုံးမှာပတ်စံကိုကိုယ်တိုင်သွားထည့်မယ်ဆိုလို့ရှိရင် Merchant Trade ကတ်ကလေးရဲ့ကိုထည့်မဲ့ပတ်စံအမောက်ရဲ့ပေးပြီးတော့ထည့်လိုက်လို့ရှိရင်ရပါပြီ online ကနေလွှဲမယ်ဆိုလို့ရှိရင်လည်းကိုသုံးတဲ့ဘဏ်အကောင့်ကနေပြီးတော့ Merchant Trade ရဲ့ QR code လေးပဲဖြစ်ဖြစ် Merchant Trade ရဲ့ဖုန်းနံပါတ်ပဲဖြစ်ဖြစ်အဲ့ထဲကို တွင်းနှောင်းကနေတဆင့်ငွေလွှဲလို့ရပါတယ်မေဘဏ်ရဲ့ ATM စက်ကလေးကနေ Merchant Trade ကတ်ထဲကိုဘယ်လိုထည့်ရမလဲဆိုလို့ရှိရင်အရင်ဆုံး language ယူမယ်အင်္ဂလိပ်ကိုယူလိုက်မယ်ပြီးရင် CDM နှိပ်မယ်ပြီးရင်ရက်ကိုနှိပ်မယ်ပြီးရင် cash payment နှိပ်မယ်ပြီးရင် MISC payment ထပ်နှိပ်မယ်ဒီနေရာမှာဆိုလို့ရှိရင်ဒီ Merchant Trade ကတ်ရဲ့ကုတ်နံပါတ်လေးကိုရှာရမယ်အမှ Merchant Trade ကုတ်နံပါတ်လေးကအမှ3956အဲ3956လေးကိုထည့်ပေးလိုက်မယ်ပြီးတော့လို့ရှိရင် yes ကိုနှိပ်မယ်ဒီနေရာမှာကျတော့ Merchant Trade ကတ်ရဲ့နံပါတ်16လုံးကိုရိုက်ထည့်ရမယ်ဒီနံပါတ်16လုံးကိုမှန်အောင်ရိုက်ထည့်လိုက်ရမယ်ပြီးသွားလို့ဆိုလို့ရှိရင် yes ကိုနှိပ်ရမယ်ပြီးသွားလို့ရှိရင်ဒီနေရာမှာကျတော့ကို Merchant Trade ကဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရဖုန်းနံပါတ်ကိုလည်းရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင် ရက်ကိုနှိပ်ကဒီနေရာမှာကိုထည့်ထားတဲ့နံပါတ်နဲ့ကိုဖုန်းနံပါတ်မှန်မမှန်ကိုတစ်ချက်တိုက်ပြီးတော့စစ်ပြီးသွားလို့မှန်တယ်ဆိုလို့ရှိရင် yes ကိုနှိပ်လို့ရတယ်အဲ့မှာပတ်စံလေးထည့်လို့ရပြီပတ်စံထည့်ပြီးသွားလို့ရှိရင် confirm ပြန်နှိပ်ဒါဆိုရင်တော့ဒါပြီးသွားပါပြီဒါပတ်စံထည့်လို့ပြီးသွားပြီMerchant Trade ကနေမြန်မာနိုင်ငံ KB တဲ့ကိုပတ်စံလွှဲမဲ့ဆိုရင်အရင်ဆုံး Merchant Trade software ထဲဝင်လိုက်ပါပြီးလို့ရှိရင်စအောင်နှိပ်ပါပြီးရင် remove တောင်နှိပ်ပါပြီးရင်ကိုလွှဲမဲ့နိုင်ငံကိုရွေးပါကျွန်တော်က KB ကိုလွှဲမှာဆိုတော့မြန်မာနိုင်ငံကိုရွေးလိုက်ပါမယ်ပြီးရင်ကိုကဘဏ်လွှဲမှာလား KB ကိုလွှဲမှာလားရွေးပြီးတော့ကိုလွှဲမဲ့အမောက်ကိုရေးလိုက်ပါအဲ့မှာဘလောက်ပဲလွှဲက17ချက်ပဲကြာပါတယ်ဒီမှာတော့ကိုလွှဲမဲ့ KB ရဲ့ပိုင်ရှင်ရဲ့နာမည်ကိုရေးရပါမယ်
ပြောရလို့ရှိရင်ဘယ်သူ့လွှဲတာလဲဆိုတာရွေးရပါမယ်ကိုကတော့ကျွန်တော်ကတော့ကိုယ့်အကောက်ကိုလွှဲရဆိုတော့ send transfer ဝယ်နှိပ်လိုက်ပါတယ်ပြီးရင်ဒီမှာဖုန်းနံပါတ်ရိုက်ထည့်ရပါမယ်ဖုန်းနံပါတ်မှာကျတော့39နေရာမှာ959ကိုအစားထိုးထည့်လိုက်ရပါမယ်ပြီးရင်ဖုန်းနံပါတ်ရိုက်ထည့်လိုက်ပါပြီးလို့ရှိရင်ခုနဖုန်းနံပါတ်ကိုပဲတစ်ခေါက်ထပ်ပြီးတော့ပြန်ရိုက်ထည့်ပါဒီနေရာမှာကိုလွှဲမဲ့နာမည်နဲ့ဖုန်းနံပါတ်မှန်လားမမှန်လားတခြားစစ်ပါပြီးလို့ရှိရင် confirm နှိပ်လိုက်ရင်ရပါပြီနောက်ထပ်လည်းခီးသွားဗီဒီယိုတွေပြင်မလေးရှားနဲ့ပတ်သက်တဲ့ဘူတူရရတဲ့ဗီဒီယိုတွေကိုအများနဲ့တင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းနှိပ်ပေးခဲ့ကြပါဦးနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲ bye bye